မောရတုအထုပ္ပကအခါရဘာဗာရဏသီပြည်၌ဗျမရာမင်းကြီးမင်းပြူစဉ်ဖယားအလောင်းသည်ဥရောင်းမျိုး၌ဖြစ်၍လူတို့နှင့်ဝေးကွာသောဟိမဝန္တာတော်ဒန္တကဟိရညတောင်၌နေလေ၏ထိုဖယားအလောင်းဥရောင်းမင်းသည်နာနေမိုးသောအလင်းရောက်၍အစာရှာထွက်သောအခါဥရိတယံစက္ခုမာဧကရာဇာစသောပရိတ်တော်ကိုရွတ်ဆိုပြီးမှထွက်လေ၏အစာဝ၍နေဝင်ကန်ဤပြန်သောအခါ၌လေအဘေတယံစက္ခုမာဧကရာဇာစသောပရိတ်တော်ကိုရွတ်ဆိုပြီးမှပြန်လေ၏ဗာရဏသီမင်းအဆက်ဆက်သည်နှစ်ပေါင်းများစွာအကြိမ်ကြိမ်မိအောင်ဖမ်းရတော်လေမမိနိုင်ကြကြနောက်ဆုံး၌ဥရောင်းပြိုမကိုသင်ပြီးလျင်မတန်ပေး၍ဖြားယောင်းပြီးထောင်ဖမ်းမှသာလျင်သာယာသောဥရောင်းမ၏အတန်ကိုကြား၍အတန်၌တတ်မဲ့သောစိတ်ဖြစ်ပေါ်လာသောကြောင့်ယခင်ရွတ်နေကြဖြစ်သောပရိတ်တော်ကိုမရွတ်မိပဲဥရောင်းမဤအနီးသို့ချင်းကလာသောမုံဆိုးထောင်ထားသောကြော်ကွင်း၌မိလေတော့၏ဤသို့ဥရောင်းမင်းညွတ်ကွင်းမရခြင်းသည်ရွတ်ဆိုနေကြဖြစ်သောမောရတုတ်ကိုမရွတ်မိခြင်းကြောင့်ဖြစ်သည်ဒါကြောင့်ဤမောရတုတ်ပရိတ်ကိုရွတ်ဖတ်နာကြသောပုဂ္ဂိုလ်များသည်ထိတ်ခါကြိုးချီစားသောအမျိုးမျိုးသောအနောင်ဖွဲ့မှလွတ်မြောက်စေနိုင်ပေသည်ထိုမောရတုပရိတ်တော်ကဘုရင်တံဘောရိတံဘာရေနိဗ္ဗတံမောရယောနိယံယေနတံဝိဟိတာရခံမဟာတတံဝဏိစရာစိရတံဝါယမန္တာပိနေဝသက်ခိတုဂဏိတုံဗြမမန္တံတိအခါတံပရိတံတံဗနာမဟိဥရိတယံစက္ခုမာဧကရာဇာဟရိတဝနောပထဝိပဘာသောတန္တံနမတမိဟရိတဝနံပထဝိပဘာတံတယေဇဂௌတာဝိဟရေမုရိဝတံဧဗျမနာဝိရကုသဗ္ဗဓမ္မေတေမေနမောတေသမံပါလယန္တုနမတုဗုဒ္ဓနာနမတုဗောဓိယာနမောဝိမု ဋ္ဌာနံနမောဝိမု ക്തി ယာဣမံသောပရိဒံကတဝါမောရောစရတိဧတနာအဘိဓယံစက္ခုမာဧကရာဇာဟရိတဝနောပထဝိပဘာသောတန္တံနမတမိဟရိတဝနံပထဝိပဘာတံတယေဇဂௌတာဝိဟရေမုရတေဧဗျမနာဝိရကုသဗ္ဗဓမ္မေဒေမေနမောတေသမံပါလယန္တုနမတုဗုဒ္ဓနာနမတုဗောဓိယာနမောဝိမု ဋ္ဌာနံနမောဝိမု ക്തി ယာဣမံသောပရိဒံကတဝါမောရောဝါသမကပ္ပယိဟောရတုတံနေဋ္ဌိတံ